တွားကြလေဒါနဲ့ခွက်ကပါပြီလားမပါသေးရင်ဟိုမှာယူသွားရေကခွက်နဲ့ခတ်ချိုရမယ်ဒေါခင်တက်ညွန်ပြရာရေစင်ကရေခွက်ကိုအောင်ကျော်သွားယူသည်မင်းကိုလည်းအခုပဲသွားတယ်လိုက်ရင်မိပါသေးတယ်ဟုတ်ကဲ့ကြီးလေးယောက်သားရေချိုးဖို့ဆက်လျှောက်လာကြသည်ဒေါခင်တက်တို့ဆိုင်ရှိကလမ်းကိုဖြတ်ရသည်ဒီလမ်းကလေးဟာအရင်ကလဲလန်းကြောင်းလေးယခုမူကားကြီးတွေသွားလာနိုင်လောက်အောင်ဖြစ်နေပြီလမ်းကလေးအလွန်တွင်စားတောက်ဆိုင်နှင့်ဈေးဆိုင်လေးကြားတို့ဝင်လိုက်ကြသည်ဒီဒေသတွင်နေထိုင်ကြသူတိုင်းချက်ဝန်းခတ်သူရှားသည်ကိုပိုင်နဲ့သူ့ပိုင်နဲ့မတတ်မကြတဲသာဆောက်ထားကြသည်မြေကိုဘသူမှမပိုင်နားလည်မှုနှင့်စီးပွားရှာခွင့်ပြုထားသည်ဆက်လျှောက်လာကြရာချောင်းကလေးတစ်ခုကိုဝေဝါးစွာမြင်ရသည်ဘေးနှစ်ဖက်ကျွန်းပင်တွေကထီထီမမတဖြည်းဖြည်းချောင်းကလေးနှင့်နီးလာသည်ချောင်းကန်းဆက်တစ်လျှောက်ရေချိုးရေခတ်ပြုတ်နေကြသည်လူကြီးကလေးယောက်ျားမိန်းမအားလုံးကိုတွေ့ရသည်ချောင်းမရောက်ခင်ရေအိုင်ကြီးတွေကိုတွေ့ရသည်ရခင်ကဤနေရာတွင်ရွှေတူးခဲ့သောကြောင့်ယခုအချိန်တွင်အိုင်အဖြစ်ကျန်နေသည်ရေတီဆိုသောလဲချိုးသူကချိုးနေသည်ရေကူးတက်သည့်ကလေးများကဟိုဘက်ဒီဘက်ကူးခတ်နေကြသည်သူတို့လေးယောက်ထိုနေရာတွင်မချိုးချောင်းဆက်ရောက်သောတင်းကုန်းတစ်ခုပေါ်အဝတ်အစားနှင့်တပတ်များကိုတင်လိုက်ကြသည်ကျွန်တော်တို့တော့ဒီချောင်းရည်ပဲချိုးတယ်ချောင်းရည်ကိုကြည့်လိုက်တော့လက်ဖေးရည်ရောင်ရေကတော့အတော်စီးသည်ဘေးကိုကြည့်လိုက်တော့လက်ရက်ချင်းလေးတွေလေးချင်းမှာလူတွေကအဖြစ်တချို့ကထိုချင်းလေးတွေကိုကြည့်ပြီးရက်ဆောင်နေကြသည်မောင်ကျော်အဲ့ဒီချင်းတွေကရေချိုးချင်ရင်တော့ညအိတ်ဆောင်မှရမယ်ကွာလာပါဒီချောင်းကအယောင်သာမလှတာပါကြီးတော့ပြောင်းပါတယ်ဟိုချင်းမှာလူလွတ်နေတာပဲအဲ့ဒီမှာချိုးမယ်လေအဲ့ဒီချင်းမေကတိုင်ကုန်မှာရေစင်းတဲ့ရေခွက်လေးတွေ့လာအဲ့ချင်းကဒီမှာနေကြတဲ့သူတွေအကုန်လုံးကိုတောက်ရီသုံးရီပေးနေတာဟာဒီဘက်ကသုံးချင်းကတော့ချိုးလို့ရတယ်ဒီချင်းတွေကချိုးချင်နေဆိုရင်တော့နောက်နေ့စောစောလာပေါ့ဟုတ်ပလားနောက်နေ့စောစောလာရင်ချိုးရရနိုင်ပါမလားဟုမောင်ကျော်ချင်းကိုတေးသေးချာချာကြည့်လိုက်သည်ရေကစိတ်ပြီးထွက်နေသည်ရေလေးပြေးလာလိုက်ခတ်ချိုးလိုက်ခန်းသွားလိုက်ပြန်ပြေးသွားလိုက်နေစိတ်မရှိစေရပင်တော့ပါပြီဒီရေချိုးရဖို့တော့တကူးတကကြီးမလုပ်ချင်ပါဘူးအခါအခွင့်တင်မှာပဲချိုးတော့မယ်ကိုထိန်လင်းတို့တောင်ချိုးနိုင်သေးတာပဲကျွန်တော်တို့ညီအကိုကဘာလို့မချိုးနိုင်ရမှာလဲမောင်ကျော်ချောင်းထဲသို့ဆင်းလိုက်သည်ချောင်းကမနှက်လဟိုဘက်ဒီဘက်ဝါတပြန်လောက်ပဲရှိသည်ရေအနက်ကခါတဝက်အကျော်ထိန်လင်းကရှေ့ကသွားရာမောင်ကျော်ကနောက်ကလိုက်သွားသည်အောင်လေးကတော့ကန်းဆက်မှသာဖလားနှင့်ခတ်ချိုးနေသည်မောင်ကျော်မင်းကြီးကစကားပြောတတ်ရဲ့လားထိန်လင်းကပြောတော့လမိုင်းကပါဝန်းထောက်သည်ဟုတ်တယ်ကျွန်တော်ဖြင့်မောင်ကျော်ကြီးစကားပြောတာမမြင်ဘူးမကြားဘူးသေးဘူးပြောတတ်ပါတယ်သူကအဲ့လိုပဲအနေအေးတယ်စကားနဲ့တယ်ကိုထိန်လင်းတို့နဲ့စိတ်နေသည်လို့ဖြစ်မှာပါနောက်တော့သူပြောပါလိမ့်မယ်ပြောတတ်ပါတယ်သူကအဲ့လိုပဲအနေအေးတယ်စကားနဲ့တယ်ကိုထိန်လင်းတို့နဲ့စိတ်နေသည်လို့ဖြစ်မှာပါနောက်တော့သူပြောပါလိမ့်မယ်မသိပါဘူးကွာဒုံနဲ့ပါလာတာတင်မိမင်းသားများလားလို့လမိုင်းစကားကြောင့်၃ယောက်သားဟားတိုက်ပြီးရေးလိုက်ကြတယ်ဟောဟိုမှာကိုတူတာတို့တူတာဆိုသူကမြတ်စပယ်ဤအကိုဆိုင်ကယ်ပြင်တိသူကိုထိန်လင်းကတူတာစီသွားလေတော့မောင်ကျော်ပါနောက်ကလိုက်သွားသည်မောင်ကျော်နဲ့ထိန်လင်းသူ့စီလျှောက်လာတာမြင်ရင်တူတာမျက်နှာချင်းဆိုင်ပြီးဆက်လျှောက်လာသည်ဟောကိုကျော်မောင်ကျော်ကိုတူတာတိုင်းဖတ်လိုက်သည်ကျွန်တော်တို့ရောက်တော့ကျွန်တော်မတိန်ဘက်သွားတာနဲ့မစုံလိုက်ဘူးတဲဘက်လာပြီးနှုတ်ဆက်တော့လေကိုကျော်တို့အိတ်နေတာနဲ့ဒီတိုင်းပဲလက်ပြန်လာလိုက်တာဒါနဲ့ကိုကျော်ညီကရောဟိုမှာလေသူကလူအေးစကားမပြောလို့ကိုထိန်လေးတို့ခါထောင်တင်မိလာမင်းနေတယ်ဒီလိုနေရတာကိုသူ့သဘောတွေးလို့နေမှာပေါ့နေပါစီဗျာသူ့စတိုင်နဲ့သူကဲတဲရောက်မှထမင်းလက်ဆောင်စားကြတာပေါ့ကိုကျော်ကျွန်တော်တော့ရေးစိမ့်နာကြရင်နှာစေးလာလို့သွားတော့မယ်နော်ရေစုံနေသည့်ခန္ဓာကိုယ်ကိုတုပ်ပြီးချောင်းဆက်ကသူ့တာထောက်ခါသွားသည်ပြီးမောင်ကျော်တို့ရေချိုးကြသည်ရေချိုးကတက်ရင်လက်မိုင်းကိုမောင်ကျော်မင်းကိုထုတ်သည်ဒီမနေတာချပြီလားအကူချပြီပြောရမယ်မနစ်ဆောင်ရသည်ကနေကဆိုပါတော့ဒါဆိုတော်တော်စုမိနေပြီပဲမထင်တဲ့ညီရရတုံးပဲဘာတွေများသုံးမိလို့လဲအကူကြားတော့မိတိလာမှာပါဒီနေရာကငွေရှာလို့ကောင်းတယ်လို့ငွေဖြုံးလို့လည်းကောင်းတယ်ဟာမင်းကငယ်သေးတယ်ကိုစစ်ကိုနိုင်အောင်ထိအကူတို့တော့မရတော့ဘူးဟေးဟာဟာမောင်ကျော်စိတ်ထဲလက်မိုင်းစကားကြောင့်တမျိုးဖြစ်သွားသည်
ငွေရှာလို့ကောင်းတယ်လို့ငွေဖြုံးလို့လည်းကောင်းတယ်ဆိုပါလားဒီလိုတောကြိုတောကြမှာဘာတွေများဝင်ပြီးလို့ငွေကုန်ရတာပါလေဘယ်နေရာတွေမှာကုန်တယ်မောင်ကျော်ဆက်မမီးတော့ကို့အတွေးနဲ့ကိုလိုက်လာခဲ့လိုက်ဒီဆိုင်ကယ်ပြင်ဆိုင်ဖွင့်ထားသည့်တဲနောက်မောင်ကျော်တို့နေသည့်တန်းလျားဆောင်နောက်ဂျာမနီပင်တွေတန်းစီပေါက်နေသည်ကျွန်းပင်တွေကဆိတ်ဆိတ်ဆူဆူဝက်လုံးတန်းတန်းပေါ်အဝတ်ရည်ဆိုကိုလမ်းနေစဉ်ထမင်းစားဖို့ညစပယ်လာခေါ်သည်ညစပယ်မခေါ်ခင်ထိန်လင်းနှင့်လက်မိုင်းကလာစားရန်ခေါ်ပါသေးသည်သို့သောမောင်ကျော်ညင်းလိုက်သည်ဦးဟိန်းအောင်ဒေါက်ခင်တက်တုတညစပယ်မောင်ကျော်အောင်လေးစုပေါင်း6ယောက်ထမင်းလက်ဆောင်စားကြသည်မောင်ကျော်မင်းနဲ့အစားနဲလာကြည်လားထဲ့ပါအာမနာပါနဲ့ရော့အောင်လေးတူလေးပကံရှိတူကြီးဟင်းထည့်ပေးမယ်အောင်လေးပကံနဲ့စက်သားဟင်းတွေကိုထည့်ပေးလိုက်သည်ရပါတယ်ကြီးကျွန်တော်စားပါတယ်ရော့ညီမင်းကြီးစိတ်ချမ်းသာအောင်ဟင်းရည်လေးတော့ခတ်ထည့်လိုက်အောင်အကူလေးထည့်စားပါကဲဟုတ်ပါပြီဗျာကြီးတို့မြတ်စပယ်တို့စိတ်ချနဲ့အောင်စားပါမယ်ဗျာထမင်းနဲ့ဟင်းကိုနဲ့ကထမင်းလုံကြီးကိုအားရပါရမောင်းကျော်စားပြလိုက်သည်ဦးတို့ကအဲ့ဒါလို့စားမကြိုက်တာကွာစားမိသားစုလိုသဘောထားဟုတ်ပြီလားဟုတ်ကဲ့ပါဦးထမင်းစားပြီးလမ်းလျှောက်သွားမလို့လိုက်အောင်မလားကိုကျော်အညောင်းပြေအညာပြေသွားတာပေါ့လိုက်ပါမယ်ရှေးဟောင်းနောက်ဖြစ်တွေပြောလိုက်ရီလိုက်နဲ့ထမင်းဝိုင်းလေးသည်စီကားလျက်ရှိပေသည်ထမင်းစားပြီးချိန်တွင်ဆိုင်တိုင်းကမိချောင်းလေးတွေကိုစီကိုကထွက်ထားကြပြီးမိဆက်ရှိသူများကဆက်နိုးပြီးအလင်းရောင်ကိုဖန်တီးသည်မိဆက်မတက်နိုင်သူများကတော့ဆိုလာပြားလေးဝယ်ပြီးဘက်ထရီကိုအားသွင်းသည်ညရောက်မှမီးသီးလေးတွေထွန်းရသည်မိဆက်တန်နှင့်အတူပိုးကောင်ပိုးမွားလေးတွေကဆူဆူညံ့ညံ့အော်နေသည်ဆိုင်မျက်ဆောင်တို့ကစားတောက်ဆိုင်ကဗီဒီယိုကိုအကျယ်ကြီးဖွင့်ထားသည်ထိုအတန်ထက်ကျဲလောင်နေသည်မှာလူတစုဤအော်တန်ကိုလိုချင်တာရပြီးကျင်းတဲ့ပြီးအော်သည့်အော်တန်တခါတရံထင်မှတ်မထားသည်ကဖြစ်လာသောအခါရင်မဆိုင်တိုင်းပဲထိတ်လန့်သွားတဲ့မျိုးအောင်နိုင်သဖြင့်ကျုံဝါသည့်အတန်နှင့်ကြရှုံ၍ကျုံဝါသည့်အတန်များကခုနှစ်တန်ချီကိုကျော်အစင်းသစ်ဖြစ်ရင်သွားရအောင်လေမောင်ကျော်တို့နေသည့်တဲ့အထိလာပြီးတူတာခေါ်သည်မောင်ကျော်ကအစင်းသစ်ဖြစ်နေတော့လဲအောင်လေးကအစင်းသစ်မဖြစ်သေးခဏဆောင်ကြရသည်ထိန်လင်းနှင့်လက်ပိုင်းတို့လည်းလိုက်ခဲ့ကြသည်ထို့နောက်၄ယောက်သာအထက်မှအောက်သို့ရှောက်လာခဲ့ကြသည်လူသစ်များကိုနှုတ်မဆက်ကြတော့လဲလူဟောင်းများကိုတရင်တင်းနှုတ်ဆက်ကြသည်အနေကြခဲ့ပြီဖြစ်သည့်ထိန်လင်းတို့ကဒီအစုတည်းရှိသမျှနှင့်အကုန်ရင်းနှီးနေကြပြီစောကကြားနေရသည့်အတန်များကကျဲသည်ထက်ကျဲလာသည်စကားတန်တွေကိုပင်ပြက်ပြက်တသားကြားနေရပြီပိုင်ရှင်ကိုယ်တိုင်ဂျင်ကိုလဲ့သည်ဂျင်ကိုလဲ့ပြီးရွတ်အင်လေးဖြင့်အုပ်လိုက်ပြီးဆိုလေထိုးသားများကရွတ်အင်နာကတ်ကထွက်လာမိအတန်ကိုနားဆိုင်ထောင်တော့သည်ရော့ဖိသားကြီးဒီတခါတော့မပါဇက်ကလည်းပြောလက်ကလည်းကြက်ပုံပါသည့်နေရာကိုပုတ်ကနေပစ်ချလိုက်သည်အောင်တူအောတယ်ကွာပြောပြီးဝက်ကိုတသိန်းအုပ်တထုတ်ပစ်ချလိုက်သည်စစ်လိပ်ပေးပါအောင်မိချစ်ပေးပါအောင်ကွင်းရလေးလှုပ်ပါအောင်တောင်းတိလူတိုင်းကိုဂျင်ဝိုင်းပိုင်ရှင်ကပေးသည်ဂျင်ဝိုင်းမှာအပေါင်ခံသူကရှိသည်ဖုံးအပေါင်ခံသည်ဆိုင်ကဲအပေါင်ခံသည်လက်ဝက်လက်စားလက်ခံသည်အပေါ်စားမိတ်ကပ်ကိုလိမ့်ဒူးပေါ်ပေါင်ပေါ်ရေဟိုက်အင်ဂျီကိုဝတ်ထားသည့်မိန်းကလေးများကပတ်စံသိမ့်သည်မင်းကြီးခိုင်းလေမင်းကြီးပေးသည်အီစီကလီလောက်လာသည့်ယောက်ျားများအကြိုက်ခန္ဓာကိုယ်ကိုအကင်ခံလိုက်ကြသည်ကလည်းရှိသည်သူဆန်စားရဲမှမချစ်တော်လဲအောက်ကနိုင်ရသည့်မိန်းကလေးများယခုတော့မကြည်နဲ့လဲပြုံကြည်နဲ့လဲပြုံပါပဲမနက်မိုးလေးလုံးညကြီးရှင်ရင်ထိုးသားအကြိုက်အလိုက်အထိုက်နေတဲ့သူကသူများတွေထက်ပိုရသည်အောက်ဆိုင်ပြောရမလားဘောနဲ့ရတယ်ပြောရမလားမဝေခွဲတတ်ဂျင်ဝိုင်းပြီးဂလုံးအတန်ကလည်းတုံဂလုံးဆိုသည်ကတစ်သားကိုဆက်တက်ကံပုံလှုပ်ထားသည်အကွက်တစ်ခုစီတွင်တရိတ်ဆန်တကောင်ပါသည်စင်ငါဝက်ပဇွန်လိတ်ကြာရော်လိုက်စားလိုက်နှင့်ထိုးသားနှင့်တိုင်ကြားငွေဆက်ကူတွေတတ်တရလဲနေသည်ဘယ်နဲ့လဲမောင်ကျော်နှွေအောင်မလားထိန်လင်းကလမ်းဖွင့်ပေးသည်မောင်ကျော်စိတ်ဝင်စားနိုင်တော်ပါပြီကျွန်တော်ဒါတွေလုပ်ရတာဝါသနာမပါဘူးသူများပတ်စံလဲအလကားမရချင်ဘူးကျွန်တော်ပတ်စံလဲပေးရမှာနှမျောတယ်ဟုပြောပြီးရှောင်သည်ကိုထိန်လင်းတို့စော့ချင်ရင်စော့ပါကျွန်တော်တို့ကိုအားမနာပါနဲ့မောင်ကျော်ပြောတော့လက်မိုင်းဂလုံးကျိုးဆွဲရန်ထိုင်လိုက်သည်စင်နှင့်လက်ကို9000စီထိုးလိုက်သည်မောင်ကျော်အံ့ဩသွားသည်ရေချိုးတက်ခဲ့စဉ်ကပြောခဲ့သည့်စကားငွေရှာရလွယ်သလောက်ငွေဖြုံးလို့လည်းကောင်းတယ်တဲ့
ကာယကရှင်ကိုယ်တိုင်ကတော့မသိမောင်ကျော်ကတော့ပတ်စံကိုနှမျောပြီးစင်စင်းလေးကြအောင်ဆူတောင်းမိမိသည်လက်မိုင်းအတွက်ထုံညာကလောက်ကစားအကျိုးမပေးရှုံးသွားသည်လက်မိုင်းကတော့အပြုံးမပြတ်ဒီငွေလေးများငါတနေ့ရှာစရာမလိုဘူးဆိုတော့မျက်နှာပေါက်နေငွေကိုရေလိုသုံးပြီးမိနစ်ပိုင်းအတွင်းပိန်လိုက်ဖောင်းလိုက်ဖြစ်နေသည်ဒိုင်နဲ့ထိုးသားရှိကပတ်စံကိုကြည့်ပြီးမောင်ကျော်ရင်နဲ့တမျိုးဖြစ်နေသည်သူတို့ကြတော့လေဘဲဘွားကအကျိုးပေးတွေကြောင့်ငွေကိုချဲလဲနေနိုင်ပါသနည်းငါတို့ညီကိုများမှာတော့တနေ့တနက်ထမင်းပုံမှန်စားဖို့တာအနိုင်တိုင်းမိုးရွာရင်မိုးရေယူလို့မိုးရေလွတ်သည့်နေရာကိုရွှေ့ပြေးရအခါအကွယ်မလုံလီတော့မိုးပတ်တဲ့တန်းကိုအလူအလဲခံကြရချမ်းသာတယ်ဆိုတာဘလို့ဟာမျိုးမှမသိဆင်းရဲတာကိုတော့အတိအချာသိသည်ဆင်းရဲသားဘဝကိုမုန်းသည်တိတ်ရိမ်မုန်းသည်ဆင်းရဲခြင်းလူတွေကအဖက်မလုပ်ခြင်းငွေရှိမှလူရဝန်သည်ကျောင်းကတငယ်ချင်းတွေကလည်းပတ်စံရှိတဲ့သူကမှတငယ်ချင်းမှတ်သည်မျက်စိကငွေပုံကြီးစီရောက်နေပြီးစိတ်အတွေးကတော့အတိတ်ကအဖြစ်တွေစီမှာသူတို့တွေပြန်လာခြင်းဒီတချို့ကဇွေးရှိရှိရက်ကြည့်နေကြတော့လောင်ကြီးတင်နေကြတော့မှတချို့ဆိုင်လေးတွေကမီးပိတ်အိတ်ကုန်ကြပြီးတချို့ဆိုင်များတွင် TV ကြည့်သူစကားဝိုင်းဖွဲ့ကြသူစားကြတောက်ကြသူများရှိနေသေးသည်တဲကိုပြန်ရောက်တော့တဲရှိကိုကလန်ကာပုံစံမိုးကလေးပိတ်ထားပြီးတားကြီးတို့လာမိုးကာစားလေးကိုထိလိုက်သည်ဆိုရင်ပဲဒေါခင်သက်အတန်ထွက်လာသည်ဟုတ်တယ်အမေမေမိုးကာကိုမှပြီးအထဲကိုတိုးဝင်သွားကြသည်